မင်္ဂလာပါ Special Entertainment မှာကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့ Israel နိုင်ငံမြောက်ပိုင်းရဲ့အထက်ကဘောချက်ဖြစ်တဲ့ Haifa မြို့အကြောင်းကိုဝေမျှချင်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ Haifa မြို့ဟာ Israel နိုင်ငံမြောက်ပိုင်းမြေထဲပင်လယ်ကမ်းခြေမှာတည်ရှိပါတယ်။ထူးခြားချက်ကတော့မြို့ရဲ့တစ်ပိုင်းဟာကာမယ်တောင်တန်းရဲ့ကျဆောင်တွေပေါ်မှာတည်ဆောက်ထားတာကြောင့်ပင်လယ်ရေပြင်နဲ့တောင်တန်းအလှကိုတပြိုင်နက်ခန်းစားနိုင်တဲ့မြို့ဖြစ်ပါတယ်။ထဲဘေးမြို့ရဲ့မြောက်ဘက်90ကီလိုမီတာခန့်အကွာမှာတည်ရှိပါတယ်။ Haifa မြို့ရဲ့ဧရိယာစုစုပေါင်းဟာခန့်မှန်းခြေ64စတုရန်းကီလိုမီတာဝန်းကျင်ရှိပါတယ်။2024-2025 ခုနှစ်ခန့်မှန်းချက်များအရလူဦးရေ2,900,000 ကျော်ရှိပြီးတော့ Israel နိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ဂျူးဘာသာဝင်နဲ့အာရပ်လူမျိုးများစုပေါင်းနေထိုင်ကြတဲ့ငြိမ်းချမ်းစွာအတူရှင်တို့နေထိုင်မှုရဲ့ပြရုံမျိုးလေးဖြစ်ပါတယ်။ Haifa ဟာရှေးဟောင်းခေတ်တွေကလေးကတည်ရှိခဲ့ပြီးကာမယ်တောင်ဟာပရောဖက်အေလိယနဲ့ဆက်သွယ်ပြီးခရစ်ယာန်ဂျူးနဲ့အစ္စလာမ်ဘာသာဝင်တွေအတွက်အရေးပါခဲ့ပါတယ်။18ရာစုမှာခေတ်မီစက္ကန့်မြို့အဖြစ်စတင်ဖွံ့ဖြိုးခဲ့ပါတယ်။1900ပြည့်နှစ်များအစောပိုင်းမှာအီဂျစ်ရထားလမ်းရောက်ရှိလာမှုနဲ့အတူစက်မှုလုပ်ငန်းများအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။1948ခုနှစ်မှာတော့ Israel နိုင်ငံထူထောင်ပြီးနောက်ပိုင်းသိပ္ပံနည်းပညာနဲ့ယဉ်ကျေးမှုဆိုင်ရာအထက်ကျတဲ့မြို့ကြီးဖြစ်လာခဲ့ပါတယ်။ Haifa မြို့ရဲ့စီးပွားရေးဟာ Israel နိုင်ငံရဲ့စက်မှုလုပ်ငန်းအထက်ဖြစ်ပါတယ်။ Haifa ဆိပ်ကမ်းဟာဆိုရင်နိုင်ငံရဲ့အကြီးဆုံးနဲ့အလုံးအများဆုံးရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ပြီးနိုင်ငံတကာကုန်သွယ်မှုအတွက်အဓိကကျပါတယ်။ မာတန်သိပ္ပံပိုက်ဆံဟာ Intel, Google, Microsoft နဲ့ Apple လိုမျိုးကမ္ဘာကျော်ကုမ္ပဏီကြီးတွေရဲ့သုတေသနနဲ့ဖွံ့ဖြိုးရေးစင်တာတွေရှိတဲ့နည်းပညာအရပ်ဝန်းဖြစ်ပါတယ်။ရေနံချက်စက်ရုံများဟာဆိုရင်နိုင်ငံရဲ့အဓိကစွမ်းအင်နဲ့ဓာတုဗေဒလုပ်ငန်းစုကြီးတွေတည်ရှိပါတယ်။တန်လျာဟာကမ္ဘာအဆင့်မီသိပ္ပံနဲ့နည်းပညာတက္ကသိုလ်တည်ရှိခြင်းကမြို့ရဲ့စီးပွားရေးနဲ့လူသားအရင်းအမြစ်ကိုအားကောင်းစေပါတယ်။ Haifa မြို့ရဲ့အထင်ကရနေရာများတွေကတော့ Bahrain Garden ဟာ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီးကာမယ်တောင်စောင်းမှာလှေကထိ16ထင်းနဲ့တည်ဆောက်ထားတဲ့အလွန်လှပတဲ့ဥယျာဉ်ကြီးဖြစ်ပါတယ်။ Stella Maris ဘုန်းကြီးကျောင်းဟာကာမယ်တောင်ထိပ်မှာရှိပြီးပင်လယ်ရှုခင်းကိုအပေါ်စီးကကြည့်ရှုနိုင်တဲ့သမိုင်းဝင်နေရာတစ်ခုလည်းဖြစ်ပါတယ်။ ပရောဖက်အေလိယဂူဟာဘာသာပေါင်းစုံကဘုရားဖူးတွေလာရောက်လေ့ရှိတဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။ဂျာမန်ကိုလိုနီဟာ19ရာစုမှာဂျာမန်ဗိသုကာလက်ရာအိမ်ဟောင်းလေးတွေကိုကော်ဖီဆိုင်စားသောက်ဆိုင်တွေအဖြစ်ပြောင်းလဲထားတဲ့အပန်းပင်စရာလမ်းမကြီးဖြစ်ပါတယ်။ Mount Carmel National Park မှာသဘာဝတရားကိုမြတ်နိုးသူတွေအတွက်လမ်းလျှောက်ဖို့နဲ့အပန်းဖြေဖို့အတွက်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ Wadi Nisnet ဟာအာရပ်ရပ်ကွက်လေးဖြစ်ပြီးလမ်းဘေးအနုပညာတွေနဲ့ဒေသထွက်အစားအစာတွေကြောင့်နာမည်ကြီးပါတယ်။အထူးသဖြင့်ဖာလာဖယ်နဲ့ရှာဝါမာအစားအစာတွေကိုမြည်ဆန်းကြည့်သင့်ပါတယ်။ Bet Jalen Beach မှာရေကူးတာလှမ်းစီးတာနဲ့လမ်းလျှောက်ဖို့အလွန်ကောင်းတဲ့ကမ်းခြေဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်လေတောင်ပေါ်ကိုတက်တဲ့ကေဘယ်ကားလည်းရှိပါတယ်။ Master Tech ဟာမိသားစုလိုက်သွားရောက်ဖို့အကောင်းဆုံးဖြစ်ပြီးသိပ္ပံနဲ့နည်းပညာဆိုင်ရာလက်တွေ့စမ်းသပ်မှုတွေကိုလေ့လာနိုင်ပါတယ်။ Ticotin Museum of Japanese Art ဟာအရှေ့အလယ်ပိုင်းမှာရှားရှားပါးပါးဂျပန်အနုပညာတွေကိုပြသထားတဲ့ပြတိုက်တစ်ခုပဲဖြစ်ပါတယ်။ Haifa မြို့ကိုသွားလည်မယ်ဆိုရင် Camel Lift လို့ခေါ်တဲ့မြေအောက်ရထားလမ်းကိုစီးကြည့်ဖို့အကြံပြုလိုပါတယ်။ဒါဟာကမ္ဘာအသေးဆုံးမြေအောက်ရထားလိုင်းတွေထဲကတစ်ခုဖြစ်ပြီးတော့မြေအောက်ပိုင်းကနေတောင်ပေါ်ထိပ်အလွယ်တကူပို့ဆောင်ပေးနေပါတယ်။ Haifa ဆိပ်ကမ်းဟာ Israel ရဲ့စီးပွားရေးအချက်အခြာဖြစ်ပြီးတော့တစ်နှစ်ပတ်လုံးရာသီမရွေးအသုံးပြုနိုင်တဲ့သဘာဝအကူအဝိုက်ရှိတဲ့ဆိပ်ကမ်းတစ်ခုလည်းဖြစ်ပါတယ်။ Haifa မြို့ဟာကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပြီးတော့ဥရောပ၊အာရှနဲ့
အာဖရိကတိုက်ကြီးများကိုဆက်သွယ်ရမှာတော့အလိုအရေးပါတဲ့မဟာဗျူဟာမြောက်နေရာတစ်ခုလည်းဖြစ်ပါတယ်။ဟိုက်ဖာစိတ်ကန်းဟာပတ်ဆောင်တော့စိတ်ကန်းမျိုးစားလေးဖြစ်ပါတယ်။ဟိုက်ဖာစိတ်ကန်းဟာခီးတဲ့တင်တင်းပေါ်များနဲ့ကဘာလက်ခီးသောတင်ပေါ်ကြီးများစိတ်ကန်းရာနေရာဖြစ်ပြီးခင်မေခီးတဲ့တင်ကိန်းများလည်းရှိပါတယ်။ရေနာနဲ့တဘာဝတန်းငွေများကိုတုံးလောင်ခြင်းဖြတ်ဖြူခြင်းလုပ်ငန်းများကိုလည်းလှောက်ဆောင်နေပါတယ်။ဒါကြောင့်ဟိုက်ဖာမြို့မှာဆိုရင်လက်ပတ်စီကအထင်ကရနေရာတွင်နဲ့စီးပွားရေးပြည်ဆောင်နေတဲ့စိတ်ကမ်းမျိုးလေးဖြစ်ပါတယ်။ကြည့်ရှုသူလူချင်းမဲ့တိုးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ။